အားလုံးမင်္ဂလာဗျဒီနေ့မှာတော့လူသားသမိုင်းကိုအမြင့်ကနေပြောင်းလဲစေခဲ့တဲ့အံ့ဩဖွယ်တီထွင်မှု10ခုကိုအတူတူလေ့လာသွားကြမယ်ဒီတီထွင်မှုတွေမရှိခဲ့ဘူးဆိုရင်ယနေ့ကျွန်တော်တို့ရဲ့ဘဝပုံစံနည်းပညာဆက်သွယ်ရေးနဲ့လူနေမှုဘဝတွေဟာလုံးဝကွဲပြားနေလောက်ပါပြီဒါဆိုရင်နံပါတ်1ကနေစတင်လိုက်ရအောင်နံပါတ်1မီးဟာလူသားသမိုင်းမှာအရေးကြီးဆုံးတီထွင်မှုတစ်ခုဖြစ်ပါတယ်မီးကြောင့်အစားအစာချက်ပြုတ်နိုင်တာနဲ့အေးထန်းကိုကြော်လွှာနိုင်တာတဲ့တရိษံအတရေတွေကနေကာဝယ်နိုင်တာတဲ့မီးမရှိခဲ့ဘူးဆိုရင်ယနေ့လူသားယဉ်ကျေးမှုဆိုတာတော့မရှိနိုင်ပါဘူးနံပါတ်2စာရေးခြင်းပေါ်ပေါက်လာတာနဲ့အတူလူသားတို့ဟာအသိပညာကိုသင်သိနိုင်တာခဲ့ပါတယ်။တမိုင်းဥပဒေသိပ္ပံအရာအလုံးဟာစာရေးခြင်းမရှိရင်မတူတတ်နိုင်ပါဘူး။စာရေးခြင်းဟာလူသားအတွေ့အခေါ်ကိုအချိန်ကာလတစ်ခုကနေနောက်တစ်ခုစီဆက်လက်ပို့ဆောင်ပေးခဲ့ပါတယ်။နံပါတ်3စဝိုင်းဟာယူရှင်ပေမဲ့ကဘာကြီးကိုလုံးဝပြောင်းလဲစေခဲ့တဲ့ idea တစ်ခုပါ။စဝိုင်းကြောင့်တည်ယူပို့ဆောင်ရေးပုံမှုလွယ်ကူလာတယ်။စမှုလုပ်ငန်းတွေပေါ်ပေါက်လာတယ်။ယနေ့ကားလေရင်စက်ရုံတွေဟာစဝိုင်းမရှိရင်လုံးဝစဉ်းစားလို့မရပါဘူး။နံပါတ်4ပုံနှိပ်ဆက်ကအသိပညာကိုလူအနည်းစုကနေလူအများစုစီကိုပို့ပေးနိုင်ခဲ့ပါတယ်။စာအုပ်တွေဈေးချိုလာတယ်ပညာရေးလူတိုင်းရရှိနိုင်လာတယ်။ဒီမိုကရေစီအတွေ့အခေါ်တွေပြန်ပွားလာတယ်။ဒါဟာအသိပညာတော်လှန်ရေးဖြစ်ခဲ့ပါတယ်။နံပါတ်5ရက်စစ်မရှိရင်ယနေ့ကမ္ဘာကြီးကိုစဉ်းစားလို့မရပါဘူး။မီလင်းနဲ့စက်တွေလက်ပတ်တဲ့ဖုန်းကွန်ပျူတာအင်တာနက်အားလုံးလက်ပတ်နိုင်လာတယ်။ရက်စစ်ဟာခေတ်သစ်လူနေမှုဘဝရဲ့အသက်သွေးကြောပါပဲ။နံပါတ်6ကာကွယ်ဆေးကြောင့်လူသားပေါင်းများစွာရဲ့အသက်တွေကယ်တင်နိုင်ခဲ့ပါတယ်။ရခိုင်ကတည်နိုင်တဲ့ယောဂါတွေယနေ့မှထိန်ချုပ်နိုင်တာခဲ့ပါတယ်။လူအသက်တက်တန်းတောင်ကာကွယ်ဆေးကြောင့်တိတိတသာတူလာခဲ့ပါတယ်။နံပါတ်9တယ်လီဖုန်းမတိုင်ခင်လူတွေဆက်သွယ်ဖို့အချိန်အရန်ကြာခဲ့ပါတယ်။တယ်လီဖုန်းပေါ်လာတာနဲ့ကဘာကြီးဟာအသေးစားရွာတရွာလိုဖြစ်လာခဲ့ပါတယ်။ယနေ့စမတ်ဖုန်းတွေဟာဒီတီထွင်မှုရဲ့စက္ကန့်အမွေနှစ်ပါနံပါတ်8ကွန်ပျူတာလူသားအလုပ်အကိုင်းပုံစံကိုလုံးဝပြောင်းလဲစေခဲ့ပါတယ်။တွေ့ချက်မှုဒီဇိုင်းသိပ္ပံသုတေသနအရာအလုံးကိုနေမြန်တိကျစွာဆောင်ရွက်နိုင်တာခဲ့ပါတယ်။နံပါတ်9အင်တာနက်ကြောင့်ကမ္ဘာကြီးကတကယ်ကိုဆက်သွယ်ထားတဲ့ကမ္ဘာဖြစ်လာခဲ့ပါတယ်။သတင်းပညာရေးစီးပွားရေးအရာအလုံးကိုလက်တလုံးနှိမ့်ယုံနဲ့ရနိုင်တာပါတယ်။10 AI ကယနေ့ကမ္ဘာကြီးကိုပြောင်းလဲနေတဲ့အကြီးမားဆုံးနည်းပညာတစ်ခုပါဆရာဝန်အင်ဂျင်နီယာအနုပညာရှင်အားလုံးရဲ့အလုပ်ပုံစံအသစ်တစ်ဖန်ပြောင်းလဲနေပါတယ်ဒီအံ့ဩဖွယ်တီထွင်မှုတွေဟာလူသားအတွေ့အခေါ်ကြိုးစားမှုနဲ့မရက်မနာရှာဖွေမှုတွေကနေမွေးဖွားလာခဲ့တာပါနောက်ထပ်ကမ္ဘာကြီးကိုပြောင်းလဲစေမယ့်တီထွင်မှုဟာဘယ်သူလက်ထက်ကထွက်လာမလဲဆိုတာဘယ်သူမှမသိနိုင်ပါဘူးဒီဗီဒီယိုအကြိုက်နေတဲ့ရင် like share subscribe လုပ်ပေးပါနော်အားလုံးကျေးဇူးပါဗျာ